ငါစကားကိုနားထောင်ကြလော့ထာဝရဘုရားကိုကြောက်ရွံ့ခြင်းတရားကိုသင်တို့အားငါသွန်သင်မည်ကောင်းမွန်သောအရာကိုတွေ့မြင်မိအကြောင်းအသက်ရှင်ခြင်းနှင့်တကွနေ့ရက်ကာလကိုတောင့်တလိုချင်သောသူမည်သည်ကားကိုရှာကိုမကောင်းသောအရာနှင့်ကင်းစင်လောနှကန်းလဲမုသာစကားကိုမပြောစေနှင့်ဒုစရိုက်ကိုလွဲဆောင်၍သူစရိုက်ကိုပြုလောသူတစ်ပါးနှင့်အသင့်အတင့်နေခြင်းကိုရှာ၍မိအောင်လိုက်လောထာဝရဘုရားသည်ဖြောင့်မတ်သောသူတို့ကိုကြည့်ရှုတော်မူ၏သူတို့အော်ဟစ်တံကိုလည်းနားထောင်တော်မူ၏ဒုစရိုက်ကိုပြုသောသူတို့ကမြေကြီးပေါ်မှအောက်မေ့စရာအမှတ်များမရှိစေခြင်းကပယ်ရှင်းမိအကြောင်းထာဝရဘုရားသည်မျက်နာထားတော်မူ၏ဖြောင့်မတ်သောသူတို့သည်အော်ဟစ်သောအခါထာဝရဘုရားသည်နားထောင်၍သူတို့ကိုခတ်သိမ်းသောဆင်းရဲတဲ့ကကယ်လွတ်တော်မူ၏ထာဝရဘုရားသည်ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့်နှလုံးကြေကွဲသောသူတို့ကိုနီးတော်မူ၏နောင်မရှိ၍စိတ်နှိမ်ချသောသူတို့ကိုလည်းကယ်တင်တော်မူ၏ဖြောင့်မတ်သောသူသည်များစွာသောဒုက္ခဆင်းရဲကိုခံရတော်လဲထာဝရဘုရားသည်ခတ်သိမ်း